ဒီနေ့ကတော့ပစွန်ချင်းတုံးမယ်နော်ပစွန်ချင်းတုတ်တာပြပြီးနောက်တစ်နေ့အခါကျမှပစွန်ချင်းဘယ်လိုလုပ်လဲကိုပြမယ်နော်ဖို့ဒီမှာအဲ့မှာရှောက်ပင်ရှိတယ်နော်အဲ့ရှောက်ပင်ကရှောက်ရွက်နှစ်ရွက်ရဲ့ဒီမှာလောက်ထားတဲ့ပစွန်ချင်းရဲ့ကျက်တော်နေရဲ့ရှောက်ရွက်ရဲ့ရုပ်သီးရဲ့ဒီမှာဘာမှစားချိုမှုတ်ကြိုက်ထဲမကြိုက်မထဲနဲ့ပေါ့နော်ဒီမှာစီနဲ့ထဲမယ်ကျက်တော်နေထဲမယ်ကျက်တော်နေများစားချင်ကျက်တော်နေထဲမယ်ရှောက်ရွက်ထဲမယ်โอเคဒီမှာနေလိုက်မယ်ကိုစားတဲ့အခါကျတော့နော်ဟိုဘာလဲလက်အိတ်လည်းပါလဲမလို့ရှင်တော့မလောက်တော့ကိုစားရပဲဆိုတော့ဒီမှာကြည့်ဆိုတော့စားချင်းစပွဲဖြစ်တော့ပစွန်ချင်းရပါပြီရှင်အဲ့ပစွန်ချင်းကိုဒီတောက်ကြနေမှာ PTL မှာရမယ်နော်ကိုစိုးဆိုင် PTL ကိုစိုးဆိုင်မှာရပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ခုသမင်းစားပါမယ်ရှင်နေ့လည်စာပေါ့နော်နေ့လည်စာပစွန်ချင်းရဲ့ပစွန်တုတ်ကောင်းရဲ့ငါဥရဲ့စားမယ်နော်